1945 ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးရဲ့နေရာတီလေးတစ်ခုမှာတော့ဂျပန်နိုင်ငံက salaryman တယောက်ဖြစ်တဲ့ဆူတိုမိုယာမာကူချီဆိုသူဟာဟီရိုရှီမာနာဂါဆာကီမှာပောက်ကွဲခဲ့တဲ့နျူကလ িয়ার ပုံနှလုံးကိုအသက်ရှင်ဖျက်ချော်နိုင်ခဲ့တဲ့မယုံကြည်နိုင်လောက်တဲ့သူတယောက်ဖြစ်ကမ္ဘာသမိုင်းမှာပါဝင်လာခဲ့ပါတယ်။အသက်29နှစ်အရွယ်ယာမာကူချီဟာမီဆူဘီရှီမှာအလုပ်လုပ်နေတဲ့တာမန်အင်ဂျင်နီယာတယောက်ဖြစ်ပြီး1945ဩဂတ်လ6ရက်နေ့မှာတော့အလုံးနဲ့ခီးတွက်နေတဲ့ဟီရိုရှီမာကနေသူ့နေရဲ့နာဂါဆာကီကိုပြန်ဖို့ဖြစ်လာပါတယ်။အဲ့ဒီနေ့မနက်8:15လောက်ခန့်မှာယာမာကူချီဟာစိတ်ကမ်းဘက်လမ်းလျှောက်နေဆူရှားတဲ့အလင်းတစ်ခုကိုကောင်းကင်ဘက်မှာထွက်လာနေခဲ့တာကိုမြင်ခဲ့ပါတယ်။အဲ့ဒါကတော့ကမ္ဘာပေါ်မှာပထမဆုံးစစ်ရေးမှာအသုံးပြုခဲ့တဲ့ဟီရိုရှီမာမှာကျဲခဲ့တဲ့နျူကလ িয়ার ဘုံပဲဖြစ်ပါတယ်။အဲ့ဒီအလင်းတန်းတဲ့ပောက်ကွဲအားကဟီရိုရှီမာမြို့ကြီးကိုစက္ကန့်ပိုင်းနဲ့ဖျက်ဆီးခဲ့ပါတယ်။ယာမာကူချီကတော့ပောက်ကွဲတဲ့နေရာ ground zero နဲ့3 ကီလိုမီတာအကွာအဝေးမှာရှိနေခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ယာမာကူချီဟာပြင်းထန်စွာဒဏ်ရာရခဲ့ပြီးခဏတာအမြင်အာရုံချုံရင်းသွားခဲ့ပါတယ်။ဒဏ်ရာရနေတဲ့ယာမာကူချီဟာကယ်ဆယ်ရေးစခန်းကိုရောက်အောင်သွားနိုင်ခဲ့ပြီးပျက်စီးနေတဲ့မြို့ပြန်နဲ့ဒဏ်ရာရနေတဲ့သူများစွာကိုမြင်တွေ့ခဲ့ပြီးတွေးပြတ်ခဲ့ပါတယ်။နောက်ရက်မှာတော့ယာမာကူချီဟာရထားနဲ့သူ့နေရဲ့နာဂါဆာကီကိုမရအောင်ပြန်မှုဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူမသိခဲ့တာကတော့အဲ့ဒီဆုံးဖြတ်ချက်ကနောက်ထပ်သူ့အတွက်ဆိုးရွားတာတွေကိုယူဆောင်လာမယ်ဆိုတာကိုသူမသိခဲ့ပါဘူး။ဩဂတ်လ10ရက်နေ့မှာတော့ယာမာကူချီဟာနာဂါဆာကီကိုရောက်ပြီးဟီရိုရှီမာမှာကြုံတွေ့ခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်တွေကိုမိသားစုတွေကိုပြောပြရင်းနဲ့အချိန်ကုန်ဆုံးခဲ့ပါတယ်။ဩဂတ်လ9ရက်နေ့မှာတော့ယာမာကူချီဟာသူ့ရဲ့ပုံမှန်နေ့တွေအတိုင်းပဲရုံးခန်းမှာရှိနေခဲ့ပါတယ်။ထိုအချိန်မှာပဲကမ္ဘာဒုတိယမှာနျူကလ িয়ার ဘုံတစ်ခုဟာနာဂါဆာကီမြို့ပေါ်ကိုကျခဲ့ပြန်ပါတယ်။နာဂါဆာကီမြို့ကြီးကတော့ရစရာမရှိအောင်ပျက်စီးယုံရင်းသွားခဲ့ပါတယ်။ကံကောင်းတဲ့ယာမာကူချီကတော့တန်ရာနှင်းငယ်သာရပြီးတော့နောက်တစ်ချိန်နျူကလ িয়ার ဘုံအန်ရကနေပြီးတော့အသက်ရှင်လွတ်မြောက်ခဲ့ပြန်ပါတယ်။ဟီရိုရှီမာနာဂါဆာကီနျူကလ িয়ার ဘုံနှလုံးတန်းကနေအသက်ရှင်လွတ်မြောက်ခဲ့တဲ့ယာမာကူချီဟာ2010ခုနှစ်မှာတည်ဆုံသွားခဲ့ပါတယ်။သူတည်ဆုံချိန်မှာအသက်က63နှစ်ရှိနေပြီဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုစိတ်ဝင်စားဖွယ်ရာ content တွေကိုတင်ဆက်ပေးနိုင်မှုအတွက်ကျွန်တော်ရဲ့ page လေးကို like share နဲ့ follow လေးလုပ်ပြီးသွားကြပါဦး။အားလုံးပဲ see you